ဒီဗီဒီယိုကတော့ဘာကြောင့်ကြောင်နှံလေးတွေကိုမမွေးတင်မှုလဲဆိုတာပြောပြပေးတော့မှာပါဒီကောင်မလေးမှာတော့ကြောင်နှံလေးတွေကအုပ်လိုက်ကြည့်ရှိပါတယ်ဒါပေမဲ့ညဘက်ရောက်လို့ရှိရင်သူတို့လေးတွေကိုမမြင်ရတဲ့အတွက်မတော်တဆတက်နေမိတတ်ပါတယ်နေကင်းဘက်မှာဆိုလဲဒီကောင်လေးတွေကအမိုက်ပုံးတွေကိုဝင်ပုံးတတ်ပါတယ်အိမ်ထဲမှာရှိတဲ့အမဲရောင်ကြောင်ကောင်တွေမှာဆိုရင်လည်းဒီကောင်လေးတွေကနေရာယူပြီးသားပါပဲဒါပဲသူတို့ကိုရှာဖွေတဲ့နေရာမှာတခင်ဖြစ်သူကိုအခက်တွေ့စေတဲ့ချက်ပဲဖြစ်ပါတယ်ဒါနဲ့တခင်နဲ့သူတို့ကိုလွယ်လွယ်ကူကူရှာလို့တွေ့အောင်ဆိုပြီးပြစ်ကုန်ဝစ်ဆောင်လေးတွေကိုဝယ်ပြီးဝစ်ပေးလိုက်ပါတယ်ပြီးတော့ခြေချောင်းလေးတွေပေါ်မှာနဲ့ခန္ဓာကိုယ်ပေါ်မှာရောင်ပြန်လေးတွေကိုကပ်ပေးထားလိုက်ပါတယ်။ဒါပေမဲ့ပြဿနာကညရောက်တဲ့အခါမှာတော့သူတို့လေးတွေကအိမ်ထဲမှာဇွန်ဘီပေါက်စလေးတွေပတ်ပြနေတဲ့ပုံစံပေါက်လာပါတယ်။ဒါနဲ့တခင်လည်းအဲ့ဒါတွေကိုချွတ်ပစ်လိုက်ပြီးလက်ပြတောင်ပန်လေးတွေကိုပြောင်းတက်ပေးလိုက်ပါတယ်။ဆဆချင်းမှာတော့သူတို့လေးတွေကရမ်းကိုလှပနေခဲ့တာပါ။မတည့်ရင်လက်တမီလေးတွေအခန်းထဲရောက်နေတယ်လို့ပါပဲ။ဒါပေမဲ့မကြပါဘူးကြောင်လေးတွေကသူတို့ကိုသူတို့တကက်လက်ပြလေးတွေလို့ထင်လာပါတယ်။ဒါနဲ့ပဲဒီကောင်တွေကညလုံးမောက်မအိတ်ကြတော့ပဲလက်ပြလေးတွေလိုပြန်တန်းနေကြပါတယ်။တခင်ဖြစ်သူခင်ဗျာမှာတော့မအိပ်ရတဲ့အတွက်နောက်တစ်မျိုးပြောင်းပြီးစီစဉ်ရပါတော့တယ်ဒီတစ်ခါမှာတော့သူကအတန်ပေးရင်လင်းနဲ့မီဒီပါတဲ့ဝစ်ဆောင်လေးတွေကိုဆင်ပေးလိုက်ပါတယ်ဒါမှပဲသူ့ရဲ့ပြဿနာကပြေလည်သွားပြီးအတန်ပေးုံနဲ့တင်ကြောင်လေးတွေဘယ်နှရှိလဲဆိုတာကိုအလွယ်တကူရှာလို့တွေ့တော်ပြီပဲဖြစ်ပါတယ်